ဘုရားဒေသနာအတော်အရာနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်တစ်ခုကျင့်ကြံကြိုးကိုအထောက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝိဆင်းရဲတဲ့မှာကျင်လီနေရတဲ့အခိုက်အတန့်အခါကာလမှာဆင်းရဲဒုက္ခတွေနည်းနိုင်တယ်နည်းသွားအောင်ကျင့်သုံးနေထိုင်ခြင်းအတွက်ဖြစ်စီစိတ်ဖြူစင်အောင်လုပ်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်ရသော်ဘုရားသခင်ကိုရောမြတ်ကစိတ်ညစ်နွမ်းနေလို့ရှိရင်အခြေအနေဇိုးတစ်ခုကိုယုံကျင်ဆိုင်ရလိမ့်မယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာဒုက္ခတိဆိုတာအပင်ငရဲအပယ်ဆင်းရဲကိုရည်ညွှန်းတဲ့စကားဖြစ်တော့လဲဒုက္ခသဂတိဒုက္ခတိဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရာအပင်ငရဲကြတာဟာဒီတဲ့ပြင်းထန်တဲ့ဆင်းရဲဒုက္ခဖြစ်တယ်သို့တော့စိတ်ညစ်နွမ်းနေလို့ရှိရင်အပင်ငရဲမကြတောင်မှဒုက္ခတွေကြုံတွေ့နိုင်တယ်လို့သူတို့ပြောတယ်နော်ဒါကြောင့်စိတ်ညစ်နွမ်းနေလို့ရှိရင်ဒုက္ခရဲ့အနေအထားကိုဖြစ်ပေါ်စေနိုင်တယ်ဒုက္ခရောက်နိုင်တယ်ဒုက္ခကိုသာမျောလင့်နိုင်တယ်သို့သောလူတွေကမျောလင့်နေတာဒုက္ခကိုမျောလင့်တယ်မိတို့မျောလင့်တဲ့ဒုက္ခရမှာမဟုတ်ဘူးတဲ့ဒုက္ခကိုပဲရစိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခာတပန်စိတ်တွေဝိတုဒ္ဓေဒုက္ခတိပါတိကင်္ခာစိတ်စင်ကြယ်တန်ကျင်းပြီဆိုလို့ရှိရင်ဒုက္ခတိဘုံသို့မဟုတ်ဒုက္ခတဂတိချမ်းသာဒုက္ခရဲ့ဖြစ်ပေါ်လာဖို့ရန်အတွက်မျှော်လင့်နိုင်တယ်ချမ်းသာဒုက္ခဖြစ်လာနိုင်တယ်အဲ့ဒါဆိုလိုတဲ့အဓိပ္ပာယ်ကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်စိတ်နိုင်ရင်ဒုက္ခရောက်တတ်တယ်စိတ်ဖြူစင်လို့ရှိရင်ချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒါလို့ဆိုလိုတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာပြုပြင်ဖို့ဟောတဲ့တရားတွေကြီးပဲအဓိကရိုးဆိုတာကတော့တာမန်လောက်ပဲသို့တော့ဒီကနေ့လောကသားတွေကအရေးတကြီးအလေးထားပြီးတော့ပြင်းနေကြတာဘာတွေတော့ဆိုရုပ်ပဲပြင်းနေကြတာကောင်းမောကဆာမင်လေးလှအောင်ပြင်းတယ်ကိုယ်မျက်နှာလှအောင်ပြင်းတယ်ဝတ်တဲ့အဝတ်အစားတွေလှအောင်ပြင်းတယ်ကိုယ်ပတ်ဝန်းကျင်တွေလှအောင်ပြင်းတယ်သို့သောစိတ်ကိုပြင်ဆင်ဖို့စိတ်ကိုလှအောင်ပြင်ဖို့ဆိုတာကြတော့တတိမရတဲ့လူကရာခိုင်နှုန်းများဆိုလိုတာကစိတ်မှမလှရင်ရုပ်လည်းမလှနိုင်ဘူးလို့စိတ်ကိုအဓိကထားဟောတဲ့ဒေသနာဖြစ်လို့မြတ်စွာဘုရားရဲ့ဒေသနာကိုအပေါ်ယံလေးလေ့လာတဲ့ပုဂ္ဂိုလ်အချို့ကဘုရားရဲ့ဟောပြောချက်ဟာတို့မို့ဗုဒ္ဓဝါဒဟာ idealism ဆိုပြီးတော့ပြောကြတယ် idealism ဆိုတာစိတ်တာပဒါနစိတ်တာအရှိတရားအဖြစ်လက်ခံတာ idealism လို့ခေါ်မြတ်စွာဘုရားကအဲ့လိုမဟောဘူးစိတ်တာရှိတယ်လို့ဟောတာမဟုတ်ဘူးစိတ်ကိုပြင်ဆင်ရမယ်လို့သာဟောတာစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ဟောတာစိတ်တာအရှိတရားဒီလိုပြောတာမဟုတ်ဘူးစိတ်ဟာအဓိကလို့ဒီလိုပြောတာလည်းမဟုတ်ဘူးစိတ်ဖြူစင်အောင်လုပ်ရမယ်အဲ့တော့သူတို့ဖွင့်ဆိုတဲ့ idealism ဆိုတာ ਨੇ တခြားစီဒါကြောင့်မို့ဘုရားဝါဒဟာတချို့ပြောသလိုနံဝါဒ idealism မဟုတ်ဘူးလို့ဒီ idealism ရဲ့စံကျင်ဘက်ကတော့ materialism လို့ခေါ်တယ်ရုပ်ဝါဒဆိုတာရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကိုအကြောင်းပြုပြီးတော့ဖန်တီးဖြစ်ပေါ်လာတဲ့အရာလို့ဒီလိုမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းရှိတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်
ရုပ်တာအရှိတရားမဟုတ်ဘူးယုံလည်းရှိတယ်နာလည်းရှိတယ်ယုံနဲ့နာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစွမ်းရည်တတိဆိုတာရလာတယ်ဝိတ္တိမဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ရူပံနိဋ္ဌိစံယုတ်ကြည်တက်မှာဘာမှပါဝါမရှိပါဘူးတဲ့ရုပ်ကြည်တက်ကစကားလည်းမပြောနိုင်ဘူးစားလည်းမစားနိုင်ဘူးသွားလည်းမသွားနိုင်ဘူးဒါမို့လို့နိဋ္ဌိစရုပ်တက်ပါဝါမရှိဘူးစွန့်ရည်တတ်တယ်မရှိဘူးလို့ပြောတယ်နာနဲ့ပေါင်းစပ်မှနန္တရားနဲ့စိတ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာရုပ်ဟာစကားပြောတယ်စားတယ်သွားတယ်စသဖြင့်လှုပ်ရှားမှုတွေဖြစ်ပေါ်လာဒါကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားဒီဟောထားတဲ့တရားတော်တွေဟာမြတ်စွာဘုရားကိုယ်တိုင်ကတန်ဋိဋ္ဌိကိုကိုယ်တိုင်မြင်နိုင်တယ်လို့ပြောထားတာကိုမကြည့်ရင်တော့မမြင်ဘူးပေါ့လောကမှာတတိမမှုဂူမမြင်ဆိုတာဒါကြောင့်မို့တတိတံစင်ညာကိုအရင်ထူထောင်ရတတိရှိရမယ်ကိုယ့်ရဲ့အခြေအနေကိုကိုယ့်အကိုထိုင်ပြီးတော့လေ့လာကြည့်စိတ်ကိုလေ့လာတယ်ရုပ်ကိုလေ့လာအဲ့ဒီလေ့လာတာကိုပဲဒီကနေ့ခေတ် meditation လို့ခေါ်တာအဲ့တော့ကမ္မထာထုတ်တယ်အဓိပ္ပာယ်ကိုယ့်ကိုပြန်လေ့လာကိုယ့်စိတ်ကိုလေ့လာတယ်ကိုယ့်ရုပ်ကိုလေ့လာစိတ်အခြေအနေတွေဘယ်လိုဖြစ်တယ်ရုပ်အခြေအနေတွေဘယ်လိုဖြစ်တယ်သိအောင်လေ့လာအဲ့ဒါလို့လေ့လာမှသိတာမလေ့လာလို့ရှိရင်မသိဘူးဒါကြောင့်မို့ဒါတွေကလေ့လာလိုက်မယ်ဆိုလို့ရှိရင်အခြေအနေတွေကိုအကုန်သိလာရုပ်ကိုယ်သာလင်နိဋ္ဌိစပါဝါမရှိဘူးလို့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားနာမံပိနိဋ္ဌိစံနန္တရားဟာလည်းပဲသူကြီးတက်တဲ့ဆိုပါဝါမရှိဘူးဟုတ်တယ်လေနန်ကြီးတက်တဲ့ဘယ်လိုလမ်းလျှောက်နန်ကြီးတက်တဲ့လမ်းလည်းမလျှောက်နိုင်ဘူးထွင်းလည်းမစားနိုင်ဘူးစကားလည်းမပြောနိုင်ဘူးနန်ကြီးတက်တဲ့ဆိုဟောနှစ်ခုပေါင်းလိုက်ပြီဆိုလို့ရှိရင်နန်ကစကားပြောကျင်တော့ယုတ်ကပြောပေးနန်ကစားကျင်တော့ယုတ်ကစားပေးရနှစ်ခုပေါင်းလိုက်မှအလုပ်ဖြစ်တယ်လို့ပြောဝိတ္တိမတ်မှာတေချာလေးလာကြည့်အဲ့ဒီလိုဟောထားတာဟာမြတ်စွာဘုရားရဲ့အလိုကြပဲအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကိုရုပ်တာအရှိတရားလို့ဆိုတဲ့ materialism လို့လည်းပြောလို့မရဘူးနန္တာအရှိတရားလို့ပြောတဲ့ idealism လည်းပြောလို့မရဘူးဒါကြောင့်မို့ပြောလိုက်တာတော့ဘာလဲလို့ဆိုရင် realism လို့ပဲပြောလို့ရတယ် realism ဆိုတာအမှန်ကိုဖော်ပြတဲ့ဝါဒတကယ်လက်တွေ့အရှိကိုသာလည်းပြောတယ်အမှန်ကိုသာလည်းပြောတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားတရားတော်တွေကအမှန်သိအောင်ကြိုးစားအထောက်ကြအမှန်မသိသေးသမျှတန်တရားမလွတ်ဘူးအမှန်မသိရင်အမှားသိနေတယ်အမှားသိနေတာကိုအဝိဇ္ဇာလို့ခေါ်တာပဲအဲ့ဒီအဝိဇ္ဇာရှိနေလို့ရှိရင်သင်္ခါရလို့ဆိုတဲ့ဘဝတစ်ခုကိုတိဆောက်ပြုပြင်နိုင်တဲ့ကံတရားတွေကိုလုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာသင်္ခါရဆိုတဲ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏလို့ဆိုတဲ့ဘဝရဲ့အစတစ်ခုဖန်တီးတယ်ဝိညာဏဆိုတာရေဝင်ရအဖြစ်ပြောတဲ့စကားသင်္ခါရပစ္စယဝိညာဏနဲ့မကဘူးအတိညတပြမဘုံကြတဲ့အခါကျသင်္ခါရပစ္စယဇီဝိတနဝကရုပ်ကိုဖန်ဆီးပေးတယ်လို့ဒီလိုပြောရုပ်တာရှိတဲ့ဘုံကြတော့ဝိညာဏမဟုတ်တော့ဘူးပေါ့အဲ့တော့ဆိုလိုတာကအမှန်မသိလို့ရှိကံနေရှိလာလိုက်ကောင်းကံဆိုးကံဆိုတာရှိလာလို့ရှိရင်ဘဝတစ်ခုကပေါ်လာလိမ့်မယ်ဒါဟာအဓိကအချက်အဲ့တော့အမှန်သိအောင်လုပ်ရမယ်လို့ဆိုဒါဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားအမှန်သိအောင်လုပ်ဖို့အတွက်ဘာအရေးကြီးတယ်လို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင်လုပ်ဖို့အရေးကြီးကဲဘုန်းကြီးတို့တွေစဉ်းစားကြည့်အမှန်သိဖို့ရာအတွက်စိတ်ဖြူစင်စေရမယ်ဆိုစိတ်ဟာနဲ့ဥပမာတူတော့ကိုယ်အိမ်မှာအသုံးပြုနေတဲ့ရေချိုးခန်းထဲတို့မျက်နှာသိခွက်ရှေ့တို့ချိတ်ထားတဲ့ဒီ
ဒီကနေ့ခေတ်မှာတော့ပဓာနဲ့လှုပ်ထားတယ်မှန်တဲ့ပဓာနဲ့လှုပ်ထားတယ်ချိเสียကြေးမှန်ဆိုတာရှိတယ်ရှေးတုန်းခေတ်တုန်းကတော့ကြီးပြားကိုပြောင်းဝဲနေအောင်ပုတ်လိုက်တာကြေးမုံလို့ခေါ်တာဒါကြောင့်မလို့ကြေးပြားကိုဝဲနေအောင်ပုတ်ထားအဲ့ဒါကိုကြည့်ကြအဲ့တော့မှန်မြင်လေးဟာမုံဝါမရှိပဲနဲ့ကြည်ကြည်လင်းလင်းဖြစ်လေလေရုပ်ပုံဟာပြီးပြီးပြင်းပြင်းဖြစ်လေလေကျင်းမုံလေးကပြီးကြည်ကြည်လင်းလင်းဖြစ်လေလေမိမိရဲ့မျက်နှာရိပ်ဟာပြီးပြီးပြင်းပြင်းမြင်ရလေလေပဲအဲ့တော့ကိုယ်စိတ်အခြေအနေကလည်းဒီလိုပဲစင်ကြယ်လေးလေးမိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလေလေပဲမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရင်လို့ရှိရင်စိတ်ကိုကြည်ကြည်လင်လင်ဖြစ်အောင်လုပ်ပါလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအလွန်လက်တွေ့ကျတဲ့တရားရှိလက်တွေ့ကျတဲ့တရားဒါကြောင့်မို့မြတ်စွာဘုရားကဒီမဟာအတ္တပုရတုတ်တို့မြတ်စွာဘုရားကလာတဲ့တုတ်တွေထဲမှာကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့ယန္တိကိုဥတီဟောပေမဲ့လို့နိဗ္ဗာန်ရအောင်ကျင့်ကျင်တဲ့ပုဂ္ဂိုလ်တိုင်းအစဉ်စဉ်ကျင့်သုံးကြအဲ့ဒါကိုတော့မေ့ထားလို့မဖြစ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့ဆိုတာဟာဥတီချက်ရည်စူးချက်စိတ်ရဲ့ဥတီချက်ရည်စူးချက်ကလေးပဲပြောတာတကယ်လက်တွေ့လုပ်ရမယ့်ကိစ္စတွေရှိသေးတယ်လောကလူတွေဟာစိတ်ကူးနေုံနဲ့ဘာမှတော့ဖြစ်ဘူးစိတ်ကူးတဲ့နောက်မှာကြံရွယ်ချက်နဲ့လှုပ်ဆောင်ချက်ကြံရွယ်ချက်ရှိလာပြီဆိုရင်လှုပ်ဆောင်ချက်နောက်မှလိုက်ရမလိုက်ဘူးဆိုလို့ရှိရင်ကြံရွယ်ချက်ထားမြောက်မှာမဟုတ်ဘူးဒါလက်တွေ့အနေနဲ့အမတမထင်ရှားတယ်အဲ့မှာနိဗ္ဗာန်ကိုသွားခြင်းပြီးဆိုလို့ရှိရင်ဘာကိုပြင်ရမှာလဲဆိုကိုယ်စိတ်လေးကိုပြင်စိတ်လေးကိုတန်ရှင်းအောင်လုပ်ရစိတ်မှာညစ်ကြေးတွေရှိနေတယ်ခုနကြေးကိုမြင်ဟာမဝဝဖြစ်နေလို့ရှိရင်ကိုယ်မျက်နှာရိပ်ဟာပြီးပြင်းပြင်းပေါ်မှာမဟုတ်ဘူးပြီးပြင်းပြင်းမမြင်ရလို့ရှိရင်မျက်နှာမှာဘာရှိတယ်ဆိုတာသိနိုင်မှာမဟုတ်ဘူးပေါ့ဒီဒါကြောင့်မလို့စိတ်ကလေးကြည်လင်းလာပြီဆိုရင်အတိညာလေးကလည်းတောက်ပြောင်လာမှာပဲအတိညာနဲ့မြင်ရမှာကိုဒါကြောင့်မို့စိတ်ကြည်လင်အောင်ကြိုးစားတယ်စိတ်ကြည်လင်ဖို့ရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့နံပါတ်1စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဩတ္တပဆိုတဲ့တရားကိုရှင်းဆိုတိဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဩတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘိုးသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှန်တယ်မုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောအောင်ပါပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာ
အဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုယ်တဏ္ဍမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းကနေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတုံးဆိုပါစို့တစ်ဖက်ကညီးဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ယွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလုပ်ထားရဲ့ကြောက်လို့မလုပ်ထားရဲ့မလုပ်ထားခြင်းတူတူပဲဟုတ်ကဲ့ရေချက်ကယွန်လို့မလုပ်ထားတာတစ်ခုကြောက်လို့မလုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှေးဥစွာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဥတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဥတ္တပပဋ္ဌာနံတဲ့ဟိရိဥတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဥတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မလို့ရှေးဥစွာကိုယ်တဏ္ဍမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်မှုရအတွက်ဟိရိဥတ္တပကိုအရင်တိဆောက်ပါလို့ပြောတာအဲ့ဒါဟိရိဥတ္တပမှာအရင်မတိဆောက်ဘဲနဲ့တရားတွေသွားအထုတ်အထုတ်အောင်မဟုတ်အထုတ်ပါလေကောင်းတယ်အခြေခံမပါဘဲနဲ့သွားလှုပ်လာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကဘူးဘာလေးပါလာတော့ဆိုမာနလေးပါလာတယ်ငါတရားထုတ်သူတော့မထုတ်ဘူးဆိုအထင်လေးတစ်ခုပါလာပြီအဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်စိတ်ဟာစင်ကြယ်လာတာမဟုတ်မာနကထပ်တွယ်ကပ်လာအဲ့ဒါမစင်စားသင့်ဘူးပေါ့နော်အဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝမ္ပနာလို့ဆိုတဲ့ဟာအမှန်တမ်းမကောင်းတဲ့သဘောထားလို့ဒီလိုကိုယ်ကိုယ်တော့အထင်ကြီးတယ်ချီးမွမ်းတယ်သူများကိုတော့ထင်သေးတယ်ကဲအရှုတ်ချတယ်ဆိုတဲ့ဟာသူတော်ကောင်းကြီးဆက်ဆုပ်တဲ့အမှုအကျင့်တစ်ခုပဲဒါကြောင့်မို့အဲ့ဒါမျိုးကိုယ်တဏ္ဍမှာမဖြစ်စေရဘူးကိုယ်တဏ္ဍမှာအဲ့ဒါမျိုးမဖြစ်စေရဘူးကိုတရားပဲကိုယ်နှလုံးသွင်းလို့ဟောနံပါတ်1ဟိရိဥတ္တပရှေးဥစွာတိဆောက်ပါတဲ့နံပါတ်2ကဘာလုပ်ရမှာလဲဆိုအဲ့ဒါတိဆောက်ထားလို့ရှင်ကိုယ်နဲ့ပြုလုပ်ရမယ်အကျင့်တွေစင်ကြယ်အောင်လုပ်ဒါကဘာပြောတာတော့ဆိုကာယကံနေစင်ကြယ်ရမယ်လို့ပြောတယ်ကာယကံကဘယ်လိုစင်ကြယ်တာတော့ဆိုရင်သူများအသက်တတ်ခြင်းမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးတတ္တဝါတွေပေါ်မှာတနာတယ်ဆိုကာယကံစင်ကြယ်တယ်လို့ခေါ်တယ်သူများဥစ္စာခိုးခြင်းမှရှောင်ခြင်းတယ်မတရားတဲ့နည်းနဲ့ယူခြင်းမှရှောင်ခြင်းတယ်ရှောင်ခြင်းရုံနဲ့မကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလိုချင်
ပေးရကဏ္ဍမှတပါသူများပစ္စည်းကိုကဲအောင်လုပ်တယ်ဟောကာယကံမှုစင်ကြယ်ကာမိတုမိစ္ဆာသာရမှရှောင်းတယ်ရှောင်းရုံနဲ့မကဘူးစိတ်နဲ့တောင်မပြတ်မအောင်ကြိုးဆိုင်တယ်ဟောကာယကံမှုစင်ကြယ်အဲ့ဒီစင်ကြယ်အောင်အရင်လုပ်တယ်ပြီးတဲ့ခါကျတော့ဘာစင်ကြယ်အောင်လုပ်အောင်မလို့ဆိုဝစီတမာစာရနှုတ်ကပြောတဲ့ကိစ္စတွေလည်းပဲနှုတ်ကပြောတဲ့စကားတွေလည်းပဲစင်ကြယ်အောင်လုပ်လေမပြောဘူးမှန်တာပဲပြောတယ်မတည့်အောင်မပြောဘူးညီညွတ်စေတအောင်သာပြောတယ်ဆဲရည်တိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးကျေးနားခံတာအောင်ပြောတယ်ကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့တရားစကားလိုဟာမျိုးပြောတယ်ဆိုဟောတာဟာနှုတ်နဲ့ပတ်သက်ပြီးစင်ကြယ်လာပြီလို့ပြောတယ်နောက်တစ်ခုကစိတ်နဲ့ပတ်သက်ပြီးတော့စင်ကြယ်အောင်လုပ်တရားပစ္စည်းကိုကိုယ်ပစ္စည်းအဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကိုပျက်စီးစေလို့တဲ့ဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူဘာဖြစ်သွားရင်ကောင်းမှာပဲနဲ့မကောင်းတဲ့ဟာဖြစ်သွားအောင်ဒေါသနဲ့တွေးတဲ့အတွေ့မျိုးကိုယ်တဏ္ဍာမှာဖြစ်စေကံဤအကျိုးကိုညှင်းပယ်တဲ့နတ္ထိကဝါဒအဲ့ဒါနဲ့ဆက်နွယ်ပြီးကံကိုညှင်းပယ်တဲ့ဒီအကရိယဝါဒကံရောအကျိုးရောနှမျိုးစလုံးညှင်းပယ်တဲ့အကရိယဝါဒဆိုတာမျိုးတွေအဲ့ဒါတွေကိုလက်ခံကျင့်သုံးတဲ့မိစ္ဆာဒိဋ္ဌိကိုယ်တဏ္ဍာမှာမရှိစေဘူးမှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင်စိတ်စင်ကြယ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့အသက်မွေးမှုစင်ကြယ်ရမယ်လူလောကဘဝမှာလူဖြစ်လာပြီလူလောကမှာလူဖြစ်လာပြီဆိုရင်စာဝတ်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတယ်ဒါမှန်တယ်မလုပ်လို့မရဘူးလုပ်အောင်မှာပဲဘုန်းကြီးတွေရဲ့စာဝတ်နေရဲ့ဘာတော့သွန်သင်္ကန်းကြောင်းစေစာဝတ်နေလူတွေရဲ့စာဝတ်နေရဲ့ဘာတော့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရဲ့ဆေးဝါးဒါပဲလေဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပဲတို့တော့အခေါ်လေးကွဲတယ်သူပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေဖို့အကြောင်းတရားကွဲကြတယ်လူမှလည်းစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရဲ့ဆေးဝါးရှိရမယ်ဘုန်းကြီးတွေလည်းဒါပဲပစ္စည်းလေးပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီလန်းနဲ့လှုပ်တဲ့လူမတရားတဲ့နီလန်းနဲ့အသုံးပြုပြီးတော့ရှာတဲ့ဘုန်းကြီးဒါမိစ္ဆာအာစီဝါလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်းရှာဖွေတယ်ဓမ္မလမ်းကြောင်းအတိုင်းရအောင်ကြိုးစားတယ်ဆိုရင်တမ္မာအာစီဝါအဲ့ဒါလို့အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့လည်းစင်ကြယ်စေရမယ်ဒါစိတ်ဖြူစင်အောင်လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာရေးကြည့်တယ်လို့ပြောတာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မျက်စိနာနာတရားကိုယ်စိတ်လို့ခေါ်တယ်ဣန္ဒြေ6ပါးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့လိုတယ်ဣန္ဒြေထိမ့်တယ်ဆိုတော့ကြည်ကျင်တာမကြည့်ရဘူးနားထောင်ကျင်တာမထောင်အောင်ဒီလိုပြောတာမဟုတ်ဘူးဣန္ဒြေထိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ကမျက်စိကကြည့်စရာကြည့်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လောကလူတွေကမထိမ့်ဘူးဆိုရင်မျက်စိကနှစ်သက်စရာမြင်ရင်လောဘဖြစ်လိုက်တယ်မုန်းတိစရာမြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်အသိဉာဏ်ကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်ဆိုဟောလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နားကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နှာခေါင်းကအနံ့ရအရာထဲဆိုတာဆိုပြီးဘယ်ကငပိကြော်တာတော့ငွေယူသီးကြော်တာစပြီးတော့နော်အနံ့ရလာလို့ရှိရင်လောဘဒေါသဖြစ်တတ်တယ်လေကိုကြိုက်တဲ့ဟာလေးဆိုမှုလိုက်တာပေါ့မကြိုက်တာကြတော့နံလိုက်တာဟောလျှာနဲ့အလည်းလောဘဖြစ်တတ်တယ်ဒေါသဖြစ်တတ်တယ်မောဟတွေဖြစ်တတ်တယ်ခန္ဓာကိုယ်အထိတွေ့နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဘိဇာဒေါမနတလို့ဆိုတဲ့ဒီအကုသိုလ်တွေလာနေစိတ်ထဲကကြံတွေးရင်လည်းဒါမျိုးတွေလာတတ်တယ်။အော်မျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တယ်။ဆရာလွှမ်းမိုးပြီးတော့ကြီးစိုးထားတဲ့ဣန္ဒြေ6ပါးကိုအဲ့ဒီဣန္ဒြေ6ပါးတကား6ပေါက်ကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုပ်ပိတ်ပြီးတော့အသိပညာနဲ့ဖယ်ရှားပြစ်နေတာဒါအိန္ဒြေကိုလုံအောင်လုပ်တယ်လို့ဒီလိုပြောတာနော်
အဲ့တော့နီးစနစ်ကိုမသိဘူးဆိုရင်အိန္ဒိယကြီးဆိုတာတချို့ကမျက်လွှာကြီးချပြီးတော့တောင်ကြီးမြောက်ကြီးမကြည့်ပဲနေတာကိုအိန္ဒိယရှိတယ်လို့ထင်နေမှာနော်သူတွေးချင်ရတွေးရင်မနှိမ့်တည်းမလုံးဘူးလေအကုသိုလ်တွေကဟိုမျက်စိကတော့မဝင်ဘူးမှိတ်ထားလို့မျက်စိမဝင်လဲဝင်ញမဝင်မှာပါနော်နားကမကြားလို့နားကဝင်ញမဝင်မှာပေါ့နှာခေါင်းကအနတ်မရတဲ့ယောဂဖြစ်လဲဝင်ញမဝင်မှာပေါ့လျာတို့ကိုတို့လည်းထို့တူပဲပေါ့ဆိုလိုရင်းကအကယ်၍သာမျက်စိကြီးအောက်ချနေတာကိုအိန္ဒိယရတယ်လို့ယူဆမယ်ဆိုလို့ရှိရင်မျက်မမြင်နေအိန္ဒိယရနေတာပဲကြည့်လို့မှမမြင်နိုင်တို့အိန္ဒိယလုံတယ်လို့ပြောလို့ရမရဘူးတကား6ပေါက်သူကသူပိတ်ထားပဲရှိတယ်အကုသိုလ်ကတော့ဝင်လို့မရလို့သာမဝင်ဘူးဝင်တာပဲဝင်မဝင်လို့ရတဲ့နေရာဝင်နေမှာပဲဟုတ်ကဲ့လားဆိုလိုတာကဝင်လို့ရတဲ့နေရာတွေမဝင်အောင်လုပ်တာဒါကိုပြောတာအိန္ဒိယဘာဝနာသုံးပါလဲမြတ်စွာဘုရားဒါထိတိမင်းလင်းဟောထားတာရှိတယ်အဲ့ဒါလို့အိန္ဒိယေတုဂௌတ္တတွာရအိန္ဒိတွေကအိန္ဒိတွေမှာတကားလုံးကျုံအောင်ထိန်းသိမ်းဆောင်ရှောက်မှုဆိုလိုအပ်တယ်တဲ့နောက်တစ်ခုကဘာလို့ဆိုရင်ဘောဇနေမတ်တင်ညွတ်တာအစာအာဟာရစားတဲ့အခါမှာစဉ္ညတုံတရားနဲ့စားဖို့လိုအပ်တယ်ဆိုလိုတာကတော့ကြိုက်လို့စားတာလားစားတဲ့လို့စားတာလားဒီနှစ်ခုရှိရဘာအတွက်စားတာရည်ရွယ်ချက်မှန်ကြိုက်လို့စားတာဆိုမမှန်ဘူးဟုတ်ကဲ့လားစားတဲ့လို့စားတာအစာအာဟာရမစားလို့ရှိရင်ခန္ဓာကိုယ်ကြီးတည်တတ်မှာမဟုတ်ဘူးအလုံးလုံးနဲ့မှာမဟုတ်ဘူးအဲ့တော့ခန္ဓာကိုယ်ဆိုတာသဗ္ဗတတ္တအာဟာရဖြစ်တိကအာဟာရကြောင့်တည်တယ်စားတဲ့နဲ့ဘာအတွက်စားတယ်ခန္ဓာကိုယ်တည်ထမ်းဖို့သက်ရှိဖို့လုံးလုံးနိုင်ဖို့ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်တွေကိုသိပြီးတော့စားတာမတ္တညူလို့ခေါ်တယ်ပြီးတော့စားတဲ့အခါမှာလည်းအတိုင်းတာလေးနဲ့ကြိုက်ပြီဆိုရင်နင်းကန်စားအစာမကြေယောဂါတွေဖြစ်အဲ့ဒါလည်းအတိုင်းတာတစ်ခုမသိဘူးလို့ပြောတာပဲနော်အဲ့တော့အတိုင်းတာတစ်ခုသိပြီးတော့စားရမယ်တဲ့ဒါတွေကစိတ်စင်ကြယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားတော့မယ်ဆိုရင်အခြေခံအားဖြင့်လိုအပ်ချက်တွေလို့ဒီလိုပြောတာနောက်တစ်ခုကတော့ဇာကရိယာနုယောဂနိုးကြာကြာကြိုးစားရနိုးကြာကြာကြိုးစားမိမိလျော်လှုပ်ချင်တဲ့ခါလှုပ်မလှုပ်ချင်တဲ့ခါနေမဟုတ်ပဲနိုးကြာကြာကြိုးစားနိုးကြာကြာကြိုးစားတယ်ဆိုကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားပြစ်ဖို့ရချိန်ရှိတဲ့ထဲမှာကြိုးစားပြီးတော့အထောက်မှုဟောအဲ့ဒါလို့ကြိုးစားတဲ့အဆင့်မှာဘာတွေလုပ်ရမလဲစိတ်ရဲ့အညစ်အကြေးတွေကဘာတွေအဖြစ်များသလဲဆိုတဲ့နေရာမှာဒီနေရာမှာစိတ်အညစ်အကြေးတွေကိုဖယ်ရှားရမယ်ဆိုတဲ့နေရာမှာကိလေသာတွေမှန်သမျှသို့မဟုတ်အကုသိုလ်မှန်သမျှတွေအညစ်အကြေးတွေကြီးပဲတို့တော့ဒီကနေ့ပြောချင်တဲ့အညစ်အကြေးကအမှန်တမ်းအရေးကြီးတဲ့အညစ်အကြေး၅မျိုးပေါ့အဲ့ဒါကိုစာပေကျမ်းကမှာနိဝရဏလို့ခေါ်တယ်နိဝရဏတရား၅ပါးလို့ခေါ်တယ်အဲ့ဒီအညစ်အကြေးကအမှန်တမ်းအရေးပါတယ်ဘာကြောင့်အရေးပါတာတုံးဆိုစိတ်ကိုပူပန်ဆင်းရဲစေတတ်ပြီးတော့ပညာဉာဏ်တွေကိုအပြော့သွားစေအကုသိုလ်ဆိုရင်တော့ပညာကိုအပြော့စေတာပဲအသိဉာဏ်တွေကိုမှုံဝါးသွားစေနိုင်တယ်အပြော့တယ်ဆိုအသိဉာဏ်မှုံဝါးသွားစေမှုံဝါးသွားတဲ့အသိဉာဏ်နဲ့ဘယ်လိုမှန်မှန်ကန်ကန်မြင်နိုင်မလဲမမြင်နိုင်ဘူးတဘာဝမမြင်နိုင်အဲ့ဒါကြောင့်လို့အသိဉာဏ်ကိုမှုံဝါးအပြော့သွားစေနိုင်တဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြရမယ်တဲ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာဘာတွေလဲလို့ဆိုကျင့်ညွတ်မှနိဝရဏတရား၅ပါးပဲပေါ့အဲ့ဒါကိုမြတ်စွာဘုရားကအသေးစိတ်ဟောထားတာနိဝရဏတရား၅ပါးကိုအများသိတာကာမိသန္တာဆိုတဲ့နာမည်နဲ့နိဝရဏဆိုတာရှိတယ်ကာမိသန္တာဆိုတာကာမဆိုတာလိုချင်စရာအာယုန်တွေကိုသန္တာကလိုချင်တယ်လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘကာမိသန္တာ
ဆိုလိုတာကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ဝင်စားပြီးဒီပေါ်မှာတွေ့တာမှုတွေများပြားနေတယ်အဲ့ဒီများပြားနေတရားပွဲတော်မလာနိုင်ဘူးဟုတ်ကဲ့လားသို့တော့ဒီသုတ္တံမှာတော့မြတ်စွာဘုရားကကာမိသန္တဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘာသုံးထားလဲဆိုအဘိဓါဆိုတဲ့အသုံးသုံးထားတယ်အဘိဓါဆိုတဲ့အသုံးနဲ့ဟောထားတယ်အဘိဓံလောကေပဟယလောကဆိုတာလောကပေါ်မှာဖြစ်ပေါ်တတ်တဲ့အဘိဓါကိုဖယ်ရှားရမယ်တဲ့ဒါအညစ်အကြေးတစ်ခုကိုတုတ်တယ်ဒါဖြင့်လောကဆိုတာဘာကိုပြောတာတုံးဆိုဥပါဒณะခန္ဓာ၅ပါးကိုပြောတာတဏှာဒိဋ္ဌိတွေကဆွဲလန်းနေတဲ့ခန္ဓာ၅ပါးတဏှာဒိဋ္ဌိတွေဆွဲလန်းပြီးတော့တဏှာဒိဋ္ဌိတွေဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးဖြစ်ပေါ်နိုင်တဲ့ခန္ဓာ၅ပါးဥပါဒณะခန္ဓာ၅ပါးလို့ခေါ်တယ်တဏှာဆိုတဲ့ငါဟာဆိုတဲ့အတွေးတွေဖြစ်ပေါ်စေတတ်တဲ့ခန္ဓာငါဟာလို့မှားရင်းတဲ့အယူအဆတွေကိုဖြစ်ပေါ်စေတတ်တဲ့ခန္ဓာတဏှာဒိဋ္ဌိတွေနဲ့ဆွဲလန်းပြီးတော့သိမ့်ပိုက်ထားတဲ့ခန္ဓာမျိုးဥပါဒณะခန္ဓာလို့ခေါ်တယ်ဒါအဓိကကတော့ကိုယ်ခန္ဓာနော်ဥပါဒณะခန္ဓာဆိုတာကိုယ်ခန္ဓာအာယုန်အနေနဲ့သိမ့်ပိုက်တာကိုပြောတာမဟုတ်ဘူးအာယုန်အနေနဲ့ကြတော့ကိုယ်ခန္ဓာတွေမဟုတ်ဘူးသူများခန္ဓာကိုတွေ့တာလည်းဖြစ်တာပဲလေနောက်ဆုံးမှတွေ့တာမှုကယန္တာပုဂ္ဂိုလ်ရဲ့ခန္ဓာတောင်သွားတွေ့တာရှိသေးတယ်လေကြားဘူးကြမှာပေါ့တောရိယတထေသားတို့အမတန်ချောမောတတ်ပဲလှပဲတဲ့လှပတဲ့ရှင်ကိစ္ဆာယနာငါရဲ့ဇနီးတွေဖြစ်ရင်ကောင်းမှာပဲလို့သွားတွေးသေးတာပဲဒါယဟန္တာရဲ့ခန္ဓာကိုယ်ကိုသွားပြီးတော့တွေ့တာတဲ့သဘောပဲပေါ့အမတန်ချောမောလှပတဲ့ဥပ္ပလဝဏထေရီကိုသူ့ရဲ့ဒီမောင်နှမဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ကအမြဲတမ်းတွေ့တာစိတ်နဲ့အခွင့်အရေးချောင်းနေတာဟောထေရီမကယဟန္တာမကြီးပဲလေအဲ့တော့ယဟန္တာမကြီးရဲ့ခန္ဓာကိုယ်ကိုလည်းပဲပုရုဇဉ်ရဲ့တဏှာဒိဋ္ဌိကတွေ့တာပဲအဲ့ဒါလို့အာယုန်နဲ့တွေ့တာကိုဆိုလိုတာမဟုတ်ဘူးတဲ့ဘုန်းကြီးတို့ကိုယ်ခန္ဓာကိုယ်ကြတော့တဏှာအမြင်နဲ့လဲငါဟာလို့မြင်တယ်ဒိဋ္ဌိအမြင်နဲ့လဲငါရဲ့အတ္တလို့မြင်တယ်အဲ့ဒီအမြင်တွေနဲ့တွဲပိုက်သိမ့်ပိုက်ထားတဲ့မှတ်ယူထားတဲ့ခန္ဓာကိုယ်ဥပါဒณะခန္ဓာလို့ဒီလိုဆိုတယ်အာယုန်အပြင်မဟုတ်ဘူးသူတို့ကဒီမှာ remain ဖြစ်နေ line လေးတင်နဲ့အနုတ္တယဓာတ်အနေနဲ့ကိန်းနေတာပြောတယ်ဒီခန္ဓာမှာအဲ့ဒါတွေကိန်းနေကိုယ်ခန္ဓာကိုယ်မှာလူတွေကြည့်လေဣတ္တမမဒါငါဟာပဲနော်ဣတ္တမမဆိုတဲ့အတွေ့လေးနဲ့နေတာလေဣသောမေအတ္တငါရဲ့အတ္တပဲဟောဒီလိုတွဲနေတဲ့အဲ့ဒီတွေ့တာမှုတွေရဲ့ပေါက်ဖွားရာခန္ဓာကိုဥပါဒณะခန္ဓာလို့ဒီနေရာမှာဆိုအာယုံပြုတာကတော့ဘုရားရဲ့ရုပ်ကိုလည်းပဲဘုရားဆိုတာအမတ္တမမြတ်စွာဘုရားရဲ့ရူပကာယတော်ကအမတ္တမကြီးညိုစရာကောင်းတာပဲရုပ်ကိုကြီးညိုလို့ရှိရင်ရှင်ဝက်ကလိတို့ကြည့်ပါလားဘုရားရဲ့ရုပ်အစင်းကိုဖူးနေရလို့ရှိရင်သူ့စိတ်ထဲမှာမခွဲနိုင်မခွာရဲ့ချောလိုက်တာလှလိုက်တာဆိုပြီးတော့ဘုရားကိုကြည့်နေရရင်ကျဉ်တ်နေအဲ့ဒါလိုကျဉ်တ်နေလို့မြတ်စွာဘုရားကိဉ္တိဝက်ကလိဣမိနာပုရိကယေနဒိဋ္ဌိနာဒီခန္ဓာကိုယ်အကောင်ပေါက်ကြီးကြည့်နေလို့မင်းဘာအကျိုးရှိမှလဲယောဓမ္မံပတ္တိသောမံပတ္တိဓမ္မမြင်မှငါမြင်မှာပေါ့ဒီလိုမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းကိုဖြောင့်ပေးတာအဲ့တော့ဘုရားရဲ့ရုပ်အစင်းပေါ်မှာလည်းလူတွေကတွေ့တာမှုဆိုဖြစ်တာပဲပေါ့အဲ့တော့ယန္တာရဲ့ခန္ဓာကိုယ်တွေကအာယုံအပြင်တော့ဖြစ်နိုင်တယ်သို့တော့အဲ့ဒီယန္တာရဲ့ခန္ဓာကိုယ်မှာဘုရားရဲ့တဏ္ဍမှာဒီတဏှာတွေဥပါဒဏ်တွေယန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာတဏှာတွေဥပါဒဏ်တွေမရှိတော့တဏှာဥပါဒဏ်လွတ်နေတဲ့ခန္ဓာကိုယ်လို့ဒီလိုပြောလို့ရတာပေါ့အဲ့ပေါ်မှာဒီမိန်ဖြစ်နေတာမဟုတ်ဘူးလို့အဲ့တော့ဒီမှာအဘိဓမ္လောကေပါဟယလောကဆိုဥပါဒณะခန္ဓာဘယ်ခန္ဓာမှာကိုယ်တွဲနေတယ်ကြည့်လေဒီကိလေသာဆိုတာ
တွေ့တာတဲ့အပေါ်မှာဖြစ်တာနော်မတွေ့တာဘူးဆိုလို့ရှိရင်ကိလေသာဆိုတာသူကသူငြိမ်းနေတာသူကသူငြိမ်းတဲ့သဘောအခုကသူကသူငြိမ်းတာမဟုတ်ဘူးရှိနေတာကိုနောက်ထပ်မဖြစ်အောင်ငြိမ်းတတ်ရမယ်လို့ပြောတာနော်မလောင်နေတဲ့မိကိုသွားငြိမ်းဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်လောင်မလောင်တာဘာသွားငြိမ်းမှလဲမလောင်သေးတဲ့မိကိုငြိမ်းเสียမှမလိုတာအဲ့တော့လောင်မဲ့အရာကိုတော့ငြိမ်းရလိမ့်မယ်လေသူကသူငြိမ်းသွားတာမဟုတ်ဘူးသူကလောင်မဲ့အခြေအနေရှိရင်မလောင်အောင်လုပ်ရမယ်ပေါ့ဒီလိုဆိုလိုတာပေါ့လောင်မဲ့အခြေအနေရှိနေတာမလောင်အောင်လုပ်အဲ့ဒါကိုကသူကသူလောင်တာမရှိလို့မလောင်တာပြောတာမဟုတ်ဘူးလောင်မဲ့အခြေအနေရှိနေလို့ရှိရင်လောင်မဲ့အခြေအနေတွေကိုဖျက်ဆီးပြနိုင်အောင်ကြိုးစားမယ်ဒါပြောတာဒါကြောင့်မို့ဥပါဒณะခန္ဓာပေါ်မှာတဲ့အဘိဓါဆိုတာဒီနေရာမှာအရာထဲမှာပြောတဲ့မနောကံအရာမှာပြောတဲ့အဘိဓါဆိုတာသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းမှုဆိုတဲ့ဒီဝိသမလောဘအဲ့ဒါကိုပြောတာမဟုတ်ဘူးအဘိဓါဆိုတာလူတဦးကကြည့်လေမျက်စိနဲ့အာယုံတစ်ခုကိုမြင်လိုက်လို့ရှိရင်အဲ့ဒီအာယုံပေါ်မှာတွေးမနေဘူးလားကိုကြိုက်တာလေးဆိုရင်မလေးကောင်းလိုက်တာလှလိုက်တာလိုချင်လိုက်တာအဲ့ဒီပေါ်မှာတွေးနေတာလေတွေးရုံနဲ့မကဘူးနောက်ကပါထုတ်ပြောတာလှလိုက်တာလိုချင်လိုက်တာဟောနောက်ဆုံးရအောင်ကြိုးစားတာအဲ့ဒါလို့ဖြစ်ပေါ်စေတတ်တဲ့တဏှာမျိုးကိုဒီနေရာမှာအဘိဓါလို့ပြောတာကိုယ်ဝဲပြပြသိဖို့လိုတယ်မဟာသတိပဋ္ဌာန်တော့မှလည်းဝိနည်းလောကေအဘိဓါဒေါမနတံလို့အဘိဓါလို့ပဲဟောတယ်မြတ်စွာဘုရားအဲ့ဒီအဘိဓါဟာကာမိသနာကိုပြောတာကိုယ်ဝဲပြပြသိဖို့လိုတယ်မနောကံထဲမှာပါတဲ့အဘိဓါကိုပြောတာမဟုတ်ဘူးတရားထုတ်နေတဲ့အချိန်ဘယ်လိုလုပ်အဘိဓါဖြစ်မလဲသူများပစ္စည်းကိုယ်ပစ္စည်းနော်အဲ့ဒီအဘိဓါကိုပြောတာမဟုတ်ဘူးအာယုန်တစ်ခုမြင်လိုက်ရင်အဲ့ဒီအာယုန်ပေါ်မှာလိုချင်တဲ့အတွေးတွေလောဘနဲ့တွေးတဲ့အတွေးတွေကိုမဖြစ်စေနဲ့ဒါကိုဖယ်ရှားပစ်လိုက်လို့ရှိရင်အာယုန်ကိုမြင်မိမဲ့လို့ဒီအတွေးမလာတော့ဖယ်လို့မလာတာမရှိလို့မလာတာမဟုတ်ဘူးတခါတည်းလူကသဘောကောင်းနေတာပတ်ဝန်းကျင်ကောင်းလို့ကောင်းနေတဲ့သဘောကောင်းမျိုးမဆိုလိုဘူးအဆိုးကြတဲ့အကောင်းဖြစ်ရဒီလိုဆိုလိုတာနော်အခုကလည်းလောဘဆိုတာဖြစ်เสียကောင်းလိုက်တဲ့အတိုင်းကြားတဲ့ကမဖြစ်အောင်နေမှလောဘမဖြစ်အောင်ဖယ်ရှားနိုင်မှတရားကိုဆိုလိုတယ်ဒါကြောင့်မို့အဘိဓမ္မာလောကေပဟာယခန္ဓာလို့ဆိုတဲ့ဥပါဒณะခန္ဓာလို့ဆိုတဲ့လောကမှာတဏှာနဲ့တွေးပြီးတော့ဖြစ်ပေါ်လာတဲ့တဏှာလောဘကိုနောက်ထပ်မပေါ်ရလေအောင်ဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားပြခြင်းဖြင့်ဝိကတာဘိစေနစေတတဝိဟရတိအာယုန်ပေါ်မှာတွေ့တာမှုကင်းတဲ့စိတ်နဲ့နေရမယ်ဒါစိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားခြင်းပဲနော်တွေ့တာမှုကင်းတဲ့နေရမယ်ဒါရှင်ဖယ်ရှားမယ်ဆိုတော့ဘယ်လိုလုပ်ဖယ်ရှားမလဲဖယ်ရှားတဲ့နိလန်းရောရှိရလားရှိတယ်ဖယ်ရှားတဲ့နိလန်းကိုမြတ်စွာဘုရားဟောတာဘာနဲ့ဖယ်ရှားမလဲတတ္တဝါပေါ်မှာတွေ့တာမှုလူပေါ်မှာတွေ့တာမှုနော်တွေ့တာမှုရှိပြီဆိုရင်အတုပဘာဝနာကိုပွားပြီးဖယ်ရှားမယ်ဒါဖယ်ရှားတဲ့နည်းစနစ်တစ်ခုပဲကာမိသန္တာဆိုတဲ့និဝရဏကိုဖယ်ရှားခြင်းလို့ရှိရင်ဟုတ်လားအဲ့ဒီလောဘမဖြစ်အောင်ဆန့်ကျင်မဲ့အာယုန်တစ်ခုကိုယူရလှတယ်လို့ထင်ပြီးတော့ကိုယ်စိတ်ကလောဘဖြစ်ရင်မလှတာကိုရွေးပြီးတော့ရှာတွေးရမယ်လို့ဆိုလိုတယ်လှတာကိုလှတယ်လို့တွေးနေလို့ရှိရင်ဒါတွေကလာတော့မှာပေါ့နော်ရှိပါလားဓမ္မပဒမှာဟောထားတာရှိတယ်လေအတုပနုပတ္တိဝိဟရန္တာအိန္ဒြိယေတုအပံဝုတ္တဆိုတော့တုပနုပတ္တိဝိဟရန္တာအိန္ဒြိယေတုအပံဝုတ္တလာတယ်လို့ရှုနေမယ်အိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်မှုမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီကာမိသန္တာဆိုတဲ့လောဘတွေလွှမ်းမိုးသွားမှာပဲအဲ့ဒါကြောင့်မလို့မလွှမ်းမိုးရအောင်အတုပနုပတ္တိဝိဟရန္တာအိန္ဒြိယေတုသူတံဝုတ္တအိန္ဒြေထိမ့်သိမ်းဆောက်ရှောက်ပြီးမလှပဘူးဆိုတာကိုမြင်အောင်ကြည့်ရမယ်လို့ဒီလိုပြောတာ
ဧပမာတွေကအတုပဆိုလို့ရှိရင်တော့ဟိုအနိစ္စရောက်တဲ့လူပဲအောင်းမေ့တေဓမ္မအတုပလို့ထင်တာနော်အခုကမတိခင်ကအတုပကိုသိဖို့မြင်အောင်လုပ်ဖို့လိုတာပေါ့မတိခင်ကအတုပဆိုဟုတ်တယ်လေမနဲ့မိုးလင်းလာလို့ရှိရင်ဘာအရင်လောက်ရမတိပဲထားကြည့်လို့ရှိရင်ကိုယ့်ကိုယ်တောင်သတိမှမဟုတ်ဘူးနော်အဲ့ဒါလို့ဒါကြောင့်မလို့ကိုယ်တဏ္ဍမှာအညစ်အကြေးတွေအမတန်ထွက်ပြီးတော့မတင့်တယ်တာတွေကိုဆင်ញင်စဉ်းစားပေးရမယ်ဒါတစ်ခုတကယ်ကတော့အဲ့ဒီအတုပနမိတ်ဟာလည်းပဲအတုပအာယုံမတင့်တယ်ဘူးဆိုတဲ့အာယုံကိုမိမိစိတ်ထဲမှာတိဆောက်ပေးတယ်သို့မဟုတ်အတုပဘာဝနာကိုကြိုးစားအထုတ်တယ်အိန္ဒြေတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်အစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာတစ်ခုကိုသိတယ်ဒီအဘိဇ္ဇာဆိုတဲ့ကာမိစ္ဆန္ဒလောဘတွေမပေါ်လာအောင်ဟောပြောပြသပေးမဲ့ကလျာဏမိတ်တဆိုတာရှိတဲ့နဲ့နောက်ပြီးတော့အဲ့ဒီကာမဂုဏ်အာယုန်တွေကခင်းရခင်းကြောင်းတက်လျော်တဲ့တရားစကားကိုနာယူမှတ်သားဖို့ဆိုတာလေလိုအပ်တယ်အထက်ကရာမှာကျတော့အဲ့ဒါလို6မျိုးပြဒါကာမိစ္ဆန္ဒပယ်ဖို့ရတရား6မျိုးကြိုးစားမယ်နံပါတ်1ကအတုပနမိတ်ကိုမှတ်ယူအောင်နံပါတ်2ကအတုပဘာဝနာကိုပွားရအောင်နံပါတ်3ကအိန္ဒြေကိုထိမ့်သိမ့်ဆော့ဆော့နံပါတ်4ကဘောဇဉ်နဲ့ပတ်သက်အစာအာဟာရနဲ့ပတ်သက်ပြီးတိုက်တာကိုသိရမယ်နံပါတ်5ကမိတ်ကောင်းဆွေကောင်းရှိရမယ်နံပါတ်6ကတင့်လျော်လျောက်ပတ်တဲ့တရားစကားကိုနာကြားရမယ်လို့ဆိုလို့ဟောအဲ့ဒီ6ခုကြိုးစားအထုတ်ခြင်းဖြင့်မိမိရဲ့စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးလို့ဆိုတဲ့ကာမိစ္ဆန္ဒဒီនិဝရဏတော့မဟုတ်အဘိဇ္ဇာဆိုတဲ့ကာမိစ္ဆန္ဒនិဝရဏကိုဖယ်ရှားပြနိုင်တယ်ဒါစိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းဆိုတာဒါနဲ့ဖယ်ရှားမှာလို့ဆိုလို့လေနော်ဒီလိုဖယ်ရှားဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဗျာပါဒလူတွေကကောင်းတာနဲ့တွေ့ရင်လိုချင်တယ်ကောင်းတာနဲ့တွေ့ရင်လောဘဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်ဘာဖြစ်လဲဆိုရင်ဒေါသဖြစ်တယ်အဲ့ဒီဒေါသဆိုတာလဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့အဲ့ဒီဒေါသကိုလည်းပဲဖယ်ရှားပြီးတော့ကြည်လင်အေးမြတဲ့စိတ်တတ္တဝါတွေအလုံးပေါ်မှာခွင့်လွတ်သိခံပြီးအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့နေနိုင်အောင်ကြိုးစားပါအဲ့လိုနေနိုင်အောင်အတွက်ဗျာပါဒဆိုတဲ့ဒေါသကိုဖယ်ရှားဖို့ရအတွက်ဘာတွေလိုအပ်တုံးဆိုမေတ္တာရဲ့အာယုန်နမိတ်မေတ္တာရဲ့အာယုန်နမိတ်ဆိုတာဘာလဲဆိုရင်မေတ္တာထားလို့လွယ်တဲ့ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပေါ်မှာမေတ္တာပွားဒီလိုဆိုလို့ပြည့်ရပုဂ္ဂိုလ်ပေါ်မှာမေတ္တာပွားမေတ္တာကိုတိဆောက်တယ်ဆိုတာမုန်းတဲ့ပေါ်မှာသွားတိဆောက်လို့မရဘူးဒါကြောင့်မလို့ကိုယ်နဲ့ခင်တဲ့ပုဂ္ဂိုလ်ကိုယ်နဲ့ခင်တဲ့ပုဂ္ဂိုလ်ဆိုလဲလိန်တူတဲ့ပုဂ္ဂိုလ်ရွေးရလိန်ကွဲတဲ့ပုဂ္ဂိုလ်သွားရွေးလို့ရှိရင်စိတ်ပြောင်းသွားတယ်ဒါကြောင့်မို့လို့တဘာကဝိတဘာကလို့ခေါ်တဘာကဆိုတာယောက်ျားယောက်ျားချင်းမျိုးသမီးမျိုးသမီးချင်းအဲ့ဒါလို့တူတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာတိဆောက်အဲ့ဒါကိုမေတ္တာတိဆောက်ပြီးမေတ္တာဘာဝနာပွားများအားထုတ်ရမယ်နံပါတ်1ကမေတ္တာနမိတ်အာယုံကိုယူနံပါတ်2ကမေတ္တာဘာဝနာပွားနံပါတ်3ကဘာလို့ဆိုရင်ကံတန်လင်ကိုယ်ပိုင်ရှိတယ်ဆိုတဲ့သဘောတရားကိုဆင်ញင်စဉ်းစားဒါမှအမုန်းမပွားတာငါမုန်းနေလို့ဘာဖြစ်မှလဲသူကနဲ့သူလာတာဟောဒီလိုတွေးလိုက်လို့ရှိရင်အမုန်းတရားကိုရှော့ချနိုင်တာပေါ့လူဆိုတာကိုယ်ကနဲ့ကိုလာကြတာလို့ဆိုတာကိုဆင်ញင်စဉ်းစားပေးရမယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မေတ္တာရဲ့သဘောတွေနဲ့ပတ်သက်မေတ္တာရဲ့သဘောတွေကိုဆင်ញင်စဉ်းစားပေးမယ်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားပေးမယ်အဲ့ဒီဆင်ញင်စဉ်းစားပေးခြင်းဖြင့်လဲဗျာပါဒဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားနိုင်ပါတယ်တဲ့နောက်တစ်ခုကတော့မိတ်ကောင်းဆွေကောင်းရှိဖို့လိုတယ်ပေါ့မိတ်ကောင်းဆွေကောင်းရှိရမယ်နောက်တစ်ခုကတော့တင့်လျော်လျောက်ပတ်ကောင်းမြတ်တဲ့တရားစကားမျိုးကြားနာရမယ်ဟုတ်လားဗျာပါဒလို့ဆိုတဲ့သို့မဟုတ်ဒေါသလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတစ်ခုဖယ်ရှားပစ်ခြင်းပဲဟောနောက်တစ်ခုစဉ်းစားကြည့်ထိဏမိတ်တာထိဏမိတ်တာကဘယ်လိုနေရာလာတတ်တုံးဆိုရင်
တရားနာတဲ့အခါမှာလာတတ်တယ်တရားထုတ်တဲ့အခါမှာလာတတ်တယ်ဟိုရုပ်ရှင်ကားကောင်းကောင်းကြည့်ဘယ်တော့မလားမိုးချုပ်လည်းမလားဘောလုံးပွဲကောင်းကောင်းကြည့်လည်းမလားဘူးအဲ့ဒါသိချာအဲ့တော့သူနဲ့မတည့်တာကတော့တရားတို့ကမ္မထာအထုတ်တာတို့တိတ်မတည့်ဘူးအဲ့ဒါဆိုလို့ရှိရင်ဌိနမိတ်တာလာတတ်တယ်တဲ့သူလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်ကမ္မထာထိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုအိတ်ငိုက်ချောက်တဲ့နည်းတွေကအဲ့ထက်မှပြည့်ပြည့်စုံစုံဟောထားတာရှိတယ်အခုအဲ့ဒီဌိနမိတ်တာဆိုတာကိုဖယ်ရှားပြည့်ရဖယ်ရှားမပြည့်လို့လူကအိတ်ချိန်ထိုင်မှန်စိတ်ဓာတ်တွေကျနေတယ်ဆိုရင်အသိဉာဏ်လည်းရောကျသွားတာပဲခုနကျင်းမုံမြင်ကြီးကမှုံဝါသွားသလိုပဲမျက်နှာပြီးပြင်းပြင်းမြင်ရမှာမဟုတ်ဘူးအိတ်လာပြီးအိတ်ချင်လာပြီဆိုရင်ပြီးပြင်းပြင်းမမြင်နိုင်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ပြီးပြင်းပြင်းမြင်မို့ရအတွက်ဌိနမိတ်တာကိုဖယ်ရှားပြအဲ့တော့ဌိနမိတ်တာဖယ်ရှားတဲ့အခါဘာနဲ့ဖယ်ရှားမှာတော့ဆိုဌိနမိတ်တာကျင်းအောင်ဘာလုပ်အောင်လဲဆိုရင်အလင်းအောင်စိတ်ထဲမှာစိတ်ရဲ့အလင်းအောင်တိဆောက်ရမယ်ခန္ဓာကိုယ်ထဲမှာစိတ်ရဲ့အလင်းအောင်ဆိုတာအလောကကတိုင်းတို့အလင်းအောင်တို့ကြည့်ပြီးအမှောင်နဲ့နေရင်အိတ်ချင်တယ်ဒီမှာကြောက်တတ်တဲ့လူဆိုရင်လည်းကြောက်တယ်တရေကြီးလာသလားတဆေကြီးလာသလားနဲ့တွေးပြီးတော့ကြောက်တတ်တယ်အလင်းလေးရှိရင်လူကကြောက်လည်းပြေတယ်အဲ့ဒါကြောင့်မလို့စိတ်မှလည်းပဲလင်းချင်းနေအောင်အလောကတင်ညာဆိုတာကိုကိုယ့်ရဲ့စိတ်ထဲမှာတိဆောက်တာအဲ့ဒါလို့တိဆောက်တဲ့အခါမှာသူ့ကိုအထောက်အကူပြုဖို့ဘာလဲဘာလို့တော့ဆိုတတိနဲ့တမ္ပဇဉာနှစ်ခုလည်းတိဆောက်ပြရအမြဲတမ်းတတိထားတတ်လာတယ်ဆင်ញင်စဉ်းစားနေတယ်ဟောအဲ့ဒါဆိုလို့ရှိရင်ဒီဌိနမိတ်တာဆိုတာဖယ်ရှားနိုင်တယ်လို့သူတို့ပြောတာနော်ဟိုတွေးရင်လည်းမအိတ်ချင်တတ်ဘူးလူတွေပြောကြတယ်ညအတွေးလွန်သွားလို့အိတ်လို့မရဘူးဒါကအဲ့ဒီလိုဌိနမိတ်တာတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘာနဲ့ဖယ်ရှားမလဲလို့ဖယ်ရှားတဲ့နည်းစနစ်တွေကိုပေးထားတာတော့ဗိုက်တင်းအောင်မစားနဲ့တဲ့နံပါတ်1ကဗိုက်တင်းအောင်စားတာဌိနမိတ်တာကိုဖိတ်ခေါ်နေတယ်လို့ရှိတယ်နော်ကိုယ့်ကိုဗိုက်တင်းအောင်စားကြည့်ရင်လူတွေကဗိုက်တင်းလာရင်အိတ်ချင်လေဒါကိုဗိုက်တင်းအောင်သိမစားနဲ့အလွန်ကြော်ကြီးမစားနဲ့အစာပြေုံလေးလောက်တင်စားတဲ့နောက်တစ်ခုကဘာတော့ဆိုရင်ဣရိယာပုဂ္ဂိုလ်ပြောင်းပြီးတဲ့ဟုတ်တယ်ထိုင်ကြီးနေရင်လည်းအိတ်ချင်လဲအိတ်နေရင်လည်းအိတ်ချင်အဲ့တော့ထိုင်လိုက်ထားလိုက်သွားလိုက်ဒီလိုလုပ်ပေးပါတဲ့ဒါကြောင့်မလို့တရားထိုင်တဲ့အခါမှာကြည့်လေထိုင်ကြီးမနေရဘူးနာမည်ရတာတရားထိုင်တယ်လို့ပြောတာလေထိုင်ကြီးမနေရဘူးစဉ္ညာလည်းရှောက်ရတယ်ဣရိယာပုဂ္ဂိုလ်ပြောင်းပေးပါတဲ့နံပါတ်3ကတော့အလင်းရောင်ကိုနှလုံးသွင်းပေးတဲ့နံပါတ်4ကတော့အိမ်ထဲမှာမနေနဲ့အပြင်ထွက်နေဆောက်ဦးထဲမှာမနေနဲ့အပြင်ထွက်နေပြင်ထွက်နေရင်တော်နဲ့မအိတ်ချင်ဘူးပေါ့နံပါတ်5နဲ့နံပါတ်6ကတော့မိကောင်းဆွေကောင်းရှိပါစေမိကောင်းဆွေကောင်းနဲ့ပေါင်းပြီးတော့နောက်တပ္ပယကထာဌိနမိတ်တာကိုဖယ်ရှားဖို့အတွက်တင့်လျောက်ပတ်တဲ့တရားစကားများကိုနာကြားပါတဲ့အဲ့ဒါမှဒီဌိနမိတ်တာကိုဖယ်ရှားပြနိုင်မယ်ဒီလိုဆိုတာဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဥဒိစ္စကုက္ကုစ္စဥဒိစ္စဆိုတာအာယုန်တစ်ခုတည်းကိုစိတ်ကိုစူးစီးလို့မရဘူးစိတ်တွေလွင့်ပြန်နေတယ်ကုက္ကုစ္စဆိုတာတွေးပြီးတော့စိတ်ထဲမှာစိတ်မကောင်းဖြစ်နေတာအဲ့ဒီနှစ်ခုလုံးဟာစိတ်ရဲ့ငြိမ်းချမ်းမှုကိုဖြစ်စည်းဖြစ်တာတွေဖြစ်တယ်စိတ်မငြိမ်းချမ်းဘူးဒါဖို့စိတ်ငြိမ်းချမ်းမှုကိုယ်စိတ်ကလေးဟာမိမိရဲ့တဏ္ဍာမှာစိတ်ကလေးငြိမ်းတော့အောင်ဝိပဿနာစိတ်ဓာတ်စိတ်ကလေးငြိမ်းနေအောင်လုပ်ရမယ်အဲ့ဒါလိုငြိမ်းနေအောင်လုပ်ဖို့အတွက်ဘာတွေလုပ်ရမလို့ဆိုလို့ရှိရင်နံပါတ်1ကစိတ်ကလေးငြိမ်းချမ်းအောင်တဲ့ဘောဓုတရှာမိယဟုတ်တယ်စာဖတ်နေရင်လည်းအဲ့လိုမအိတ်ချင်ပြည့်ချင်တာတွေရှာဝေစူးစမ်းနေရမယ်ဘောဓုတရှာနံပါတ်2ကမေးခွန်းလေးတွေထုတ်မေး
စဉ်းစားတဲ့အခါမိကုံးလေးတွေထွက်တယ်မေးတတ်တဲ့အလေးထားရှိနံပါတ်3ကဘာတော့ဆိုလို့ရှိဆုံးမတဲ့အချက်လက်တွေလူတွေဆိုစည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်တာတွေကျွမ်းကျင်လိမ္မာအောင်လုပ်ရမယ်နံပါတ်4ကဘာတော့ဆိုရင်ကိုယ့်ရဲ့အသက်အရွယ်ကြီးပြီး၄စားလောက်တဲ့ပုဂ္ဂိုလ်တွေစိတ်ကရအဖိုးကြီးတွေဆိုတာစကားပြောချင်တော့အဲ့ဒီသူပြောတာနားထောင်နော်အသက်အရွယ်ကြီးလာလို့ရှိရင်စကားပြောပဲလိုက်ရှာတယ်လေပြောဘုဒ္ဓတာတွေပြောမကုန်ဆုံးမကုန်ဟုတ်လားအဲ့လိုပုဂ္ဂိုလ်တွေကိုစိတ်ကလို့ရှိရင်တော့အဲ့ဒါစိတ်လေးငြိမ်းချမ်းမှုတွေသူ့ဆရာဘုဒ္ဓတာတွေရလာနိုင်တယ်ဒါဒီလိုဆိုထားတယ်နောက်ပြီးတော့ကလျာဏမိတ်တာရှိရမယ်တင်းတင်းလျောက်ပတ်တဲ့တရားစကားနာရမယ်လို့ဒီလိုဆိုဟောနောက်ဆုံးစိတ်ရဲ့အညစ်အကြေးတစ်ခုကဘာလို့ဆိုဝိသိကိစ္စဝိသိကိစ္စဆိုတာဘာကိုပြောတာတော့ကုသိုလ်တရားနဲ့ပတ်သက်လာပြီးတော့ဒုလောတွေးတာကုသိုလ်နဲ့ပတ်သက်လာတဲ့အခါမှာတန်တရားတွေဖြစ်တာမျိုးတွေအဲ့ဒါကြောင့်မလို့ဒီဝိသိကိစ္စကိုကြော်လွှားနိုင်အောင်ကြိုးစားပြီးတော့အကထံဂတိကုသလေတုဓမ္မေတုဝိဟရတိအကထံဂတိကုသလေတုဓမ္မေတုကုသိုလ်တရားတွေနဲ့ပတ်သက်လာပြီးတော့ဒုလောတွေးတော်ယုံမှခြင်းမရှိဘူးမှာပဲတရားအထုတ်တယ်တရားအထုတ်တဲ့တရားနဲ့ဒုလောရွေးတော့တုံတန်းတွေးတော်တာမရှိဘူးတမာရီနဲ့ပတ်သက်ပြီးဒုလောတွေးတော်ယုံမှားတာမရှိဘူးအသိပညာနဲ့ပတ်သက်လာတွေးတော်ယုံမှားတာမရှိဘူးအဲ့ဒါလို့ယုံမှားမှုဆိုတာရှိနေလို့ရှိရင်အလုံးမဖြစ်ဘူးယုံမှားတယ်ဆိုတာခြိတုံချတာတွေးတာပထလက်နဲ့တည်းရောက်သွားတာနဲ့တူတူပဲတွေးလကစားတာဟုတ်သလားမဟုတ်ဘူးလားစိတ်ကနှလုံးတစ်ခွဖြစ်နေအဲ့ဒါလို့တန်တရားလို့ဆိုရဲမခိုင်ပါဘူးလှုပ်ရှားနေဟိုဘက်လို့ဒီဘက်လို့ရင်းရိုင်နေတယ်အဲ့ဒီတဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်ရင်ဒါလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့အဲ့ဒါလည်းဖယ်ရှားနိုင်အောင်ကြိုးစားအဲ့ဒါကိုဖယ်ရှားဖို့အတွက်ဘာလုပ်ရမလဲဘုဒ္ဓတရှိဘူးကဘုဒ္ဓတရှိတဲ့ပုဂ္ဂိုလ်မှတဏှာဆိုတာခင်းတယ်ဘုဒ္ဓတမရှိရင်တဏှာမကင်းနိုင်ဘူးတဲ့နောက်တစ်ခါခုနအတိုင်းပဲပြိပု္ပ္ပစကတာမေးမြန်းတတ်ရမယ်မိကုံးနေမေးတယ်မိကုံးမေးတယ်ဆိုတာတာမန်ပုဂ္ဂိုလ်မမေးတတ်ဘူးပြောတာအမေနွားကြောင်းသားတဲ့ခဲနွားကြောင်းသားသူ့နွားကြောင်းတယ်ဘယ်လိုလုပ်ပြီးတော့မေးတတ်မလဲနော်အမေနွားကြောင်းအဖြေဖျားလောင်းတယ်ဆိုတာစကားအနေနဲ့သာပြောတာပါနွားကြောင်းသားကမေးတတ်လို့ရှိရင်တော့ဘယ်နှမှာမျက်ခင်းရှိတယ်လဲမေးခြင်းမိမှာပေါ့ဘယ်တော့ဘယ်မျက်ကြိုက်တယ်လဲမေးခြင်းမိမှာပေါ့တရားနဲ့ပတ်သက်လို့မေးနိုင်မှာမလားအဲ့တော့မိကုံးထုတ်နိုင်တယ်ဆိုတဲ့အရေးချင်းကလည်းတဲ့အရေးချင်းမဟုတ်ဘူးပေါ့အဲ့တော့မိကုံးဆိုလိုတာကတော့အဲ့ဒီစကားပုံဆိုလိုတာကတော့ तू ကမေးတဲ့ပုဂ္ဂိုလ်ကလွယ်တယ်ဖြေတာကတော့ဘုရားလောင်းလို့ဟာမျိုးမှဖြေနိုင်တယ်လို့ဒီလိုပြောချင်တာနဲ့တူပါတယ်သို့တော့မေးတာကမလွယ်ဘူးလို့ပြောမေးတတ်ဖို့ကမလွယ်အဆင်မရှိတဲ့မိကုံးတော့မေးလို့ရတာပေါ့သမင်းဆိုင်ဘယ်နှရှိစားသဆိုင်ဒီလိုမိကုံးမျိုးတော့မေးလို့ရမှာပေါ့တရားဓမ္မနဲ့ပတ်သက်တဲ့မိကုံးကြတော့အဆင့်ရှိတဲ့မိကုံးကိုအဲ့တော့ဒါမို့လို့မိကုံးမေးထားရမယ်စီမင်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုရှိရမယ်နောက်တစ်ခုကဘာလို့ဆိုအရာရာဟာစိတ်ကိုဆုံးဖြတ်နိုင်ရမယ်ဆုံးဖြတ်တဲ့အလေးချက်တစ်ခုလို့ဒါပဲသိကြတယ်ဆိုတဲ့ဆုံးဖြတ်မှုလေးချင်းရှိရနောက်မိကောင်းဆွေကောင်းရှိရမယ်တင့်လျော်လျောက်ပတ်တဲ့တရားစကားမျိုးကိုနားရမယ်6မျိုးမဟာသတိပဋ္ဌာန်သုတ်တအထက်ကထာမှာဒါတွေကိုရှင်းလင်းဖော်ပြထားအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဒီနည်းစနစ်တွေကိုစာပေကျမ်းဂန်ထဲမှာအပြည့်စုံပေးထားတယ်။ဘာဖြစ်လို့ဒီစနစ်တွေဒီအဘိဇ္ဇာပြပါဒခိနမိတ်တဥဒိစ္စပုဂ္ဂိုလ်ဝိသိကိစ္စဆိုတဲ့ဒီနိဝရဏတရားတွေကိုဖယ်ရှားပြရမလဲလို့ဆိုရင်နိဝရဏဆိုတာစေတသောဥပ္ပကိလေသာစိတ်ကိုညှဉ်းနှွမ်းစေတတ်တယ်စိတ်ကိုပူပန်စေတတ်တယ်စိတ်ကိုနှိပ်စက်တတ်တယ်သူတို့ဖြစ်လာရင်စိတ်မချမ်းသာဘူးနော်စိတ်မချမ်းသာဘူးစိတ်ဆင်းရဲလာတယ်အဲ့ဒါကိုယ့်အကိုဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်နော်ဒါတွေဖြစ်လို့စိတ်ချမ်းသာတာလားစိတ်မချမ်းသာတာလားတော့မဟုတ်စိတ်ညှဉ်းနှွမ်းတာလားစိတ်ဖြူစင်တာလားကိုယ့်အကိုလက်တွေ့ချက်သုံးကြည့်ပြီးတော့ပညာယဒုက္ခလိကရဏီတဲ့ဒါတွေဖြစ်လာလို့ရှိရင်အသိပညာလည်းအပြော့သွားတယ်မိမ့်သွားတယ်ဒီလိုဆိုလို့
ဒါကြောင့်မလို့အဲ့ဒါတွေကိုဖယ်ရှားရမယ်မြတ်စွာဘုရားကဥပမာတွေနဲ့ဟောထားတယ်ကာမိဆန္ဒကဘာဖြစ်လို့ဖယ်ရှားပြစ်တင်တယ်လဲဆိုလို့ရှိရင်ကာမိဆန္ဒဆိုတဲ့ဒီនិဝရဏအကျွေးနဲ့အလားတူတူတယ်လောကမှာလူတယောက်ဟာသူများစီကကျွေးတွေယူထားတဲ့လူတယောက်အနေထားတစ်ခုကြည့်ကျွေးမပေးနိုင်ဘူးဆိုတဲ့လူတယောက်ဟာကျွေးရှင်တွေကျင့်တတ်လောက်အောင်မလုပ်ရဘူးလားကျွေးရှင်နဲ့ရှေ့ကြလို့ရှိရင်သူကပြပြဝတ်နေရဟုတ်ကဲ့လားကျွေးအတင်းတောင်းမှကြောက်တဲ့အခါကျတော့ကျွေးရှင်တွေ့ရမှလည်းကြောက်တယ်စကားကိုလည်းပြည့်ပြည့်အောင်ပြောရတယ်ကျွေးရှိနေလို့ရှိရင်သူများကျွေးမတင်တဲ့ပုဂ္ဂိုလ်ကြတော့ဒါမျိုးတွေမလိုတော့အဲ့တော့ကာမိဆန္ဒဆိုတဲ့ဒီကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာတဲ့လောဘရှိနေတဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအရှုံးပေးနေဟုတ်တယ်ဒီဟာလောဘကြီးတဲ့လူကအရှုံးပေးဒါကြောင့်မို့လောဘကြီးရင်စကားချိုးတဲ့စကားကိုချိုးပြောနေရမချိုးခြင်းမဲနဲ့လည်းချိုးနေရလောဘကြီးတော့စကားချိုးကာမိဆန္ဒဆိုတာကျွေးနဲ့အလားတူတူတယ်တဲ့ကျွေးတင်နေတဲ့လူတယောက်ဒီကျွေးရှိနေသေးတဲ့မြတ်ကာလပတ်လုံးစိတ်မအေးရဘူးကျွေးတွေကိုခြေလက်အောင်ပေးပြီးတော့လုပ်ငန်းအောင်မြင်လို့ကျွေးတွေလည်းအကုန်အောင်ဆက်နိုင်ပြီသူများကျွေးတွေမရှိဘူးဆိုတော့မှလက်မထောင်နိုင်တယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေကာမိဆန္ဒဆိုတဲ့និဝရဏတရားကိုစိတ်ထဲကနေဖယ်ရှားပြစ်လိုက်ဖယ်ရှားပြစ်လိုက်လို့ရှိရင်ကျွေးကင်းသွားတဲ့လူရဲ့ဝမ်းသာမှုမျိုးခံစားရမယ်လို့ဒီလိုပြောနော်ကျွေးကင်းတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးကိုအဲ့ကြမှာရအဲ့ဒါမဟုတ်ရင်မရဘူးကျွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲအရာရာမှာအရှုံးပေးနေရအရာရာမှာအရှုံးပေးနေရနောက်တစ်ခုဗျာပါဒဆိုတာတော့ဘာနဲ့တူတုံးဆိုရင်ယောဂနဲ့တူတယ်ယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တရားဟာလေ့ကြည့်တွင်လည်းစားလို့မကောင်းဘူးစိတ်ထဲမှာလည်းမပျော်ဘူးဟောယောဂရှိနေပြီဆိုလို့ရှိရင်ဘယ်ဟာမှအရသာမရှိတော့စိတ်ဆိုးနေတဲ့လူတယောက်ဟာလည်းအဲ့တိုင်ပဲဘာမှမထူနော်ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကဲကလေးလေးတွေစိတ်ကောက်နေရင်ထမင်းစားရလားစားဘူးနော်နေမကောင်းနေတဲ့လူရောထမင်းစားရလားခိုးစားတာကြတော့လူမသိမှမသိတာနော်သို့တော့နေမကောင်းတဲ့ပုဂ္ဂိုလ်ထမင်းမစားချင်တယ်လို့ပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်လည်းအစာမစားချင်ဘူးဟုတ်ကဲ့လားစားရင်လည်းမမြိတ်ဘူးဒီလိုဖြစ်တာဟုတ်အဲ့ဒါကြောင့်မို့လို့ဗျာပါဒဆိုတာစိတ်ကိုဖောက်ပြားသွားစေတယ်လို့ယောဂနဲ့အလားတူတူတယ်အေးယောဂပျောက်လို့ကျမ်းမာလာတဲ့ပုဂ္ဂိုလ်တယောက်တွင်လည်းစားခြင်းနဲ့စားတဲ့ခါမှလည်းအရသာရှိတယ်ဟောယောဂမရှိတဲ့ပုဂ္ဂိုလ်ကကျမ်းမာရေးကောင်းလာပြီဆိုရင်ဘာစားရသာရှိတော့ဝမ်းသာယောဂဖြစ်တုန်းကစိတ်ညစ်ရတယ်ယောဂလည်းပျောက်ရောဟိစားလို့ကောင်းသမင်းနေလည်းစားလို့ကောင်းပြီဆိုပျော်ရတယ်လို့ပဲတဲ့ဗျာပါဒဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်လို့ရှိရင်လေကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့ပျော်ရွှင်မှုမျိုးပျော်ရွှင်ရမှာပါတဲ့ဒါကြောင့်မို့ဒီစိတ်အညစ်အကြေးကိုဖယ်ရှားနိုင်အောင်ကြိုးစားဒီလိုဆိုတာနော်ဟောနောက်တစ်ခုကခိနမိတ်တာဆိုတာဘာနဲ့အလားတူတူတုံးဆိုထောင်ကြီးနဲ့အလားတူထောင်ကျနေတဲ့လူတယောက်ဟာဘာပွဲလန်းတဲ့ပြင်ရှိသူပါဝင်ခွင့်ရရလားမရပါဘူးဗျာအိတ်ပြောနေတဲ့ပုဂ္ဂိုလ်ကဘယ်တရားပွဲမှမရောက်ဘူးဘယ်တရားစကားမှလည်းသူမကြားလိုက်ရဘူးအိတ်ပြောနေလို့ရှိရင်ဟုတ်ကဲ့လားမှန်ပါဗျာသိအိတ်ချင်နေတဲ့ပုဂ္ဂိုလ်ကဇကားကောင်းကောင်းလည်းလွတ်သွားတာပဲငယ်တော့ကြားဘူးတယ်ပြောကြတာဆရာတော်ကြီးတစ်ပါးတရားဟောရင်ဟောတာတပါးရှင်းတော့ကတော့ဇက်ပွဲတွေကသူကခစ်စားတာခုခေတ်တော့ဇက်ပွဲတွေကတိတ်မခစ်စားတော့ဘူးထမရဲ့ဇက်ပွဲတွေလူတွေကညာလုံးမောက်ဇက်ပွဲကြည့်တာဟုတ်တညာလုံးဆိုတော့ပြင်းစရာအကောင်းဆုံးကဘာတော့ဆိုလို့ရှိရင်ဝန်ကြီးတွေစကားပြောတဲ့အခါတော့ပြင်းစရာကောင်းတာပေါ့လေဟဲ့နော်ဆိုဇက်မျောနာမင်းသားမင်းသမီးထွက်မှသူကတချင်းဆိုတာတို့ဘာတို့ဒါတော့ပဲသူကစိတ်ဝင်စားတာဟုတ်အဲ့တော့ဒကမာကြီးတယောက်ကဝန်ကြီးတွေစကားထွက်နေတဲ့အချိန်သူကအိတ်လဲအိတ်ချင်တယ်မင်းသားထွက်တဲ့အခါကျတော့လေလွတ်သွားမှဆိုတော့သူနာလူတွေကိုလက်တို့ပြီးတော့မှားတာအသက်ထွက်ရင်ပြောသမှာအသက်ဆိုတာဘယ်သူပြောတာတုံးလို့ဆိုတသက်စိတ်ကိုပြောတာကဲအသက်ထွက်ရင်ပြောသမှာတဲ့
အခုလည်းပဲအဲ့လိုဟာမျိုးလည်းရှိမှာပဲဇာကြည့်တဲ့အခါမှာနော်ဒီပြင်အချိန်တော့အိတ်မပေါ့လေအသက်ထွက်ရင်ဘယ်လိုလုပ်ပြောမလဲကိုကြိုက်တာကြတော့အဲ့လိုကြည့်ကြအဲ့ဆိုလိုတာကထိနမိတ်ထဆိုတာတွေလွှမ်းမိုးနေမယ်ဆိုရင်ဘာမှသိလိုက်မှာမဟုတ်ဘူးတဲ့လူဟာအိတ်မောကြနေတဲ့အခါမှာကောင်းတာတွေဆိုလည်းမသိလိုက်ဘူးတန်တရားကြီးထဲမှာဒီလိုအိတ်မောကြနေတဲ့လူမြင်ဦးလားလေအိတ်မောကြတဲ့အကောင်တကောင်ကြားဘူးတယ်မဟုတ်လားဘာတဲ့တုံးကာလနဂါကာလနဂါဘုရားတဆူပွင့်သွားလိုက်သူကအိပ်ပျော်သွားလိုက်ဘုရားတဆူပွင့်လိုက်ရွှေခွက်မျောတဲ့အခါမှာရွှေခွက်ချင်းတိုက်နိုးတဲ့နော်အဲ့ဒါလို့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်တယောက်ဟာသစ္စာလေးပါးတရားဘယ်လိုလုပ်နာခွင့်ရမှာလဲအဲ့တော့ထောင်ကြနာနဲ့မတူဘူးလားဒါကြောင့်မို့လို့ဌိနမိတ်တာကိုထောင်လို့နှိုင်းရှင်ပြီးတော့မြတ်စွာဘုရားဟောတာထောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘလောက်ပျော်စရာကောင်းတဲ့ပွဲသဘင်တွေဖြစ်ဖြစ်သူခံစား권မရှိဘူးထောင်ကလွတ်လာပြီဆိုလို့ရှိရင်ပျော်စရာတွေအလုံးသူခံစားရပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဟောအဲ့ဒီလိုဌိနမိတ်တာကိုပယ်ရှားလိုက်နိုင်မယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียရည်ကြုံလာမယ်လို့ဒီလိုပြောတာနော်နောက်တစ်ခုကဘာလို့ဆိုရင်ဥဒိစ္စခုတ်ကုစ္စအဲ့ဒါဟာကျွတ်ဘဝနဲ့အလားတူတူတယ်စိတ်တွေလေးနေတာတို့တန်တရားတွေစိတ်တွေလေးပြီးတော့စိတ်ပူပန်နေတာကျွတ်ဘဝနဲ့အလားတူကျွတ်ဘဝဆိုတာဘာမှမလွတ်လပ်ဘူးအရှင်သခင်နေခိုင်းတာပဲလောက်ရတယ်သူ့ကတူမပိုင်ဘူးကိုယ်ကိုမပိုင်ဘူးမပိုင်တဲ့ဘဝမှာဆိုရင်ဘာမှခံစားနိုင်ခွင့်မရှိဘူးပေါ့သူ့မှာခံစားခွင့်မရှိဘူးအဲ့ဒီလိုပဲဥဒိစ္စကုက္ကုစတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာတရားရဲ့အရာသာမှခံစားရမှာမဟုတ်ဘူးလေမလွတ်လပ်တဲ့ဘဝစိတ်ရဲ့ခြေကျွံဖြစ်ပြီးတော့ဒီလက်ပြန်ပြီးတော့နေတဲ့အာယုန်ရဲ့အရာသာဘာမှလည်းသူမခံစားရဘူးစိတ်ရဲ့ပူပန်မှုတွေကုက္ကုစတွေဖြစ်နေသည့်အတွက်ကြောင့်ကျွန်းတယောက်ဟာလွတ်လွတ်လပ်လပ်ကိုယ်ဆန္ဒအတိုင်းဘာမှလုံးနိုင်ခွင့်မရှိတယ်လို့ပဲဒီဥဒိစ္စကုက္ကုစတွေလွှမ်းမိုးနေတဲ့စိတ်ဟာလေဘာမှအနှစ်သာရသိလိုက်မှာမဟုတ်ဘူးတဲ့ဥဒိစ္စကျွတ်မွားကလွတ်လာပြီးကိုယ့်ကိုပိုင်းလာပြီးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ့်ကိုရွေးချယ်လာပြီးတော့ကောင်းတို့ရတွေသိရှိလာတယ်လို့ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဥဒိစ္စကုက္ကုစတို့ဖယ်ရှားပြစ်လိုက်ရင်လည်းအဲ့ဒါလိုဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ပေါ့နောက်တစ်ခုကဝိသိကိစ္စဘာလဲလို့ဆိုရင်ကန္တရာခရီးကြီးနဲ့အလားတူတူတယ်ကန္တရာခရီးကြီးကိုရှေးတုန်းကသွားတဲ့အခါမှာဒီတိုင်းလက်ကြီးသွားတာမဟုတ်ဘူးရွှေတို့ငွေတို့ကြီးတွေနဲ့သွားတာရွှေတို့ငွေတို့ကြီးတွေနဲ့သွားတော့ဒီကန္တရာခရီးကြီးဆိုတာအမြဲတမ်းအန္တရာယ်များတယ်လူဆိုးတွေအခိုးတွေဓမြတွေရှိနေအဲ့ထဲသွားရတယ်ဆိုတာအမြဲတမ်းအန္တရာယ်ကြီးတာကိုယ်ထဲမှာပန်းလာတဲ့ယရနာတွေကိုအလုခံမှကြောက်တယ်အလုခံမှကြောက်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုစဉ်းစားကြည့်အမြဲတမ်းတန်တရားနဲ့ဘယ်နှများတွေ့မလို့ဘယ်နှများတွေ့မလို့ဒီလိုမဖြစ်ပေဘူးလားကုသိုလ်ကောင်းမှုလှုပ်တိုင်းကုသိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်လည်းဝိသိကိစ္စရှိနေတဲ့ပုဂ္ဂိုလ်ကအဲ့လိုပဲတန်တရားတွေနဲ့သွားနေဟောငြိမ်းချမ်းတဲ့နယ်မြေခုခေတ်လို့ဆိုဖြူရောင်နယ်မြေပေါ့နော်ဖြူရောင်နယ်မြေရောက်ရင်ဘာမှကြောက်စရာမလိုဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့စိတ်အေးချမ်းလက်ချမ်းမသွားနိုင်ဘူးလားဝိသိကိစ္စဖယ်ရှားပြစ်လိုက်လို့ရှိရင်ကုသိုလ်ကောင်းမှုတွေမှာစိတ်ဟာအေးချမ်းသွားတယ်ပေါ့ဝိသိကိစ္စရှိနေစိတ်ကမအေးချမ်းဘူးတန်တရားတွေလွှမ်းမိုးနေတယ်ဒါကြောင့်မို့လို့ဝိသိကိစ္စကိုပစ္စည်းဥစ္စာတွေနဲ့ကန္တရာခရီးဆိုးကြီးကိုသွားနေရတာနဲ့အလားတူတူတယ်လို့လက်ဆက်ပြဒီလိုခေါ်တာအဲ့တော့စိတ်ရဲ့အညစ်အကြေးတွေဟာကျွေးနဲ့တူတဲ့ကာမဆန္ဒယောဂနဲ့တူတဲ့ဗျာပါဒထောင်နဲ့တူတဲ့ဌိနမိတ်ထကျွန့်ဘဝနဲ့တူတဲ့ဥဒိစ္စကုက္ကုစ္စကန္တရာခရီးကြီးကိုသွားရတာနဲ့အလားတူတူတဲ့ဝိသိကိစ္စအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်အဲ့ဒါတွေကိုမဖယ်ရှားဘဲနဲ့နိဗ္ဗာန်ကိုရတဲ့ပုဂ္ဂိုလ်လောကတရားမှမရှိဘူးနော်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းနဲ့သွားတာကြီးအကုန်ဒါဖြင့်ဗျာဝိတခါခုနှစ်နှစ်သမီးလေးတွေဘုရားတရားဟောတာရဟန်းတော်ဘာဖြစ်သွားတယ်ဆိုတာရောဒါတွေမဖယ်ရှားဘဲနဲ့ဖြစ်သွားတာလားဘယ်ဟုတ်မှဒါတွေဖယ်ရှားသွားတာဒါတွေမဖယ်ရှားဘဲနဲ့သစ္စာလေးပါမမြင်နိုင်ဘူးနိဗ္ဗာန်ဆိုတာလည်းမမြင်နိုင်ဘူးဟုတ်ကလားသစ္စာလေးပါဆိုတဲ့အချိန်မှာနိဗ္ဗာန်ပါတယ်လေ
နိဗ္ဗာန်ပါတယ်နိဗ္ဗာန်ကိုမြင်မို့ရသစ္စာလေးပါးမြင်မှာအဲ့ဒါကြောင့်မို့လို့ဒါတွေကိုမဖယ်ရှားနိုင်ပဲနဲ့ကြီးကြီးလင်းလင်းပြီးပြီးပြင်းပြင်းမြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားရမှာဖြစ်တယ်စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းနိဝရဏတရားတွေကိုဥတည်ပြီးတော့ဟောကြားတဲ့စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းဆိုတဲ့ဒီတရားကိုနာပြီးတဲ့အခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းတို့ရဲ့တဏ္ဍာမှာဒီစိတ်ရဲ့အညစ်အကြေးတွေရှိနေသလားရှိနေလို့ရှိရင်တို့တွေဖယ်ရှားဖို့ကြိုးစားရမှာဖြစ်တယ်ဖယ်ရှားတဲ့နည်းစနစ်တွေကိုမှတ်သားပြီးတော့လုံးဝမဖယ်နိုင်လို့ရှိရင်လည်းအပြော့တော့အောင်တဖြည်းဖြည်းချင်းပါတော့အောင်ဒီအညစ်အကြေးတွေတို့ဖယ်ရှားမှာလို့ကိုယ်စီသဘောကျပြီးတော့စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း